ပြည်နယ်ရှိပိုင်းမှာမြို့နယ်ပြန်ဆိုင်နေပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအရှိပြုဖို့ဌာန community စနခမနိုင်ယနေ့နေ့ပိုင်းကမူရစေဝါအနေဆိုင်ရာအသိပညာပေးတော့ရှုကိုပြုလုပ်ခြင်းပါရာရုပ်တံစံစစ်တုံးဒေါ်နစီဖောင်းနဲ့စာကြည့်တဲ့လက်ထောက်တုံးတော်ဝီခိုင်နိုကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါမကြီးဟုတ်ကဲ့မင်္ဂလာပါညီမကြီးဒီကနေ့ပြုလုပ်မယ်တော့ရှုရဲ့ကောင်းစဉ်ကိုအမကပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့မူရစေဝါနဲ့ဆိုင်ရာအသိပညာပေးတော့ရှုဖြစ်ပါရရှင်ဟုတ်ကဲ့ပါမူရစေဝါဟာကဘာပေါ်မှာရှေ့အကြဆုံးသောစေဝါတစ်မျိုးဖြစ်ပါတယ်ရခင်ကမူရစေဝါကိုအပိများမှရရှိပြီးတော့ဘရစီတစ်မျိုးဖြစ်အသုံးပြုခဲ့ကြပါတယ်ဘိန်းပင်ကောက်ကပင်ဆေး6ပင်တို့ကိုမူရစေဝါကိုခေါ်ပါတယ်ဘိန်းပင်နဲ့ဆေး6ပင်တို့ဟာထင်ရှားတဲ့မူရအနွယ်ဝင်ပင်များဖြစ်ကြပါတယ်ခေတ်ဆက်ပြောင်းလဲလာတဲ့အခြေအနေများအရာမူရစေနဲ့မူရစေတတ်သောအရာများအပင်ထွက်ပစ္စည်းများကိုသုံးဆွဲယုံတာမကလူတို့ကိုယ်တိုင်တီထွင်အသုံးပြုလာခဲ့ကြပါတယ်ဆေးအဖြစ်တာမကဆွဲလန်းစေတတ်တဲ့ချော်ဖြည့်ရေးပစ္စည်းထိုးမြမကလူတို့ကိုလွမ်းမှုချုပ်ကိုင်လာသောတင်မင်းတမန်အဖြစ်အစဉ်စဉ်ပြောင်းလဲသုံးဆွဲလာခဲ့ကြရမှာယခုအခါတွင်မူရစေဝါဟာလူသားများအကြားမှာဆွဲလန်းစေတတ်သောကြောက်မက်ဖွယ်ရာတစ်ခုအဖြစ်တည်ရှိနေပြီပဲဖြစ်ပါတယ်လူဟာစူးစမ်းတတ်တဲ့တတ္တဝါတစ်မျိုးဖြစ်ပြီးတော့အဲ့ဒီစူးစမ်းစိတ်ကြောင့်ယနေ့ကဘာကိုပုံဖော်ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်ပါတယ်စူးစမ်းစိတ်ဟာလူကိုကောင်းကျိုးပြုသလိုဆိုကြိုလည်းပြုနိုင်ပါတယ်အထူးသဖြင့်အနေရှိတဲ့မူရစေဝါဟာစူးစမ်းမိတဲ့လူကိုချုပ်နှောင်ဖန်ဆာရင်မပြန်လန်းတော့ဆွဲခေါ်သွားနိုင်သောအရာဖြစ်ပါတယ်လူသားများအနေနဲ့မူရစေဝါကိုတငယ်ရှင်အပေါင်းတွေရဲ့ဆွဲဆောင်မှုကိုမလွန်ဆိုင်နိုင်ရှင်မိသားစုအိမ်တွင်မပြေလည်ရှင်လူမှုရေးပြဿနာရှိနေရှင်နဲ့မူရစေဝါအနေအကြောင်းဗဟုသုတနေပါရှင်စသည်တို့ကြောင့်သုံးဆွဲမိသည်ဟုဆိုတော့လေမိမိစိတ်ဆောင်သာပျက်စီးခြင်းကိုရောက်ကြခြင်းဖြစ်ပါတယ်မိမိကိုယ်တိုင်ဖြတ်မှပျက်စီးခြင်းဖြစ်၍ဘဒုမပြုမိမိမှုပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအမအနေနဲ့မူရစေဝါအနေအကြောင်းကိုဆက်လက်ဆွေးနွေးပြပါအောင်ရှင်ဟုတ်ကဲ့ပါမူရစေဝါပြဿနာဒီတနိုင်ငံတည်းဆောင်ရွက်၍မရသည့်အတွက်မူရစေဝါနဲ့တာစီကကွာရေးနဲ့မူရစေဝါတရားမဝင်ရောင်းဝယ်ဖောက်ကားမှုများကိုတိုက်ဖြတ်နိုင်ရန်အိန္ဒိချင်းနိုင်ငံများအပါအဝင်နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများပုံမမြင့်တင်လှုပ်ဆောင်နိုင်ရန်ရည်ကြီးလာပါတယ်ရှင်မူရစေဝါဒီသုံးဆွဲမိတူကိုဆွဲလန်းစေတတ်သည်သုံးတဲ့စဉ်ကာလအတွင်းစိတ်ဓာတ်တက်ကြွခြင်းအလွန်အမင်းလန်းဆန်းခြင်းစိတ်ကိုကွမြူးလွှတ်ခြင်းနှင့်လွတ်လပ်ပေါ်ပါခြင်းစသည့်ခံစားမှုများဖြစ်ပေါ်စေသဖြင့်သုံးဆွဲတူများဆွဲလန်းနေချိုင်နေခြင်းလည်းဖြစ်ပါရရှင်မူရစေဝါဒီအုံနောက်ကိုမူရထုံတိုင်းစေပြီးစိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာနှမျိုးစလုံးကိုဆွဲလန်းမှုဖြစ်စေပါတယ်မတုံရရင်မနေနိုင်ဖြစ်စေပါရရှင်ယနေ့အချိန်မှာနိုင်ငံရေးမျိုးဆက်တဲ့လူငယ်များကိုလူညွတ်သုံးစေမည်မူရစေဝါနဲ့ကိုသားစည်းကကွယ်ရန်တနိုင်ငံလုံးပြည်သူတရက်လုံး၏အမျိုးသားရေးတာဝန်ကြီးတရက်အဖြစ်အရှိန်ဟုန်မြင့်တင်ကြိုးပမ်းကြရန်အလွန်ပင်အရေးကြီးလာပါတယ်ရှင်လူအဖွဲ့အစည်းတရက်လုံးကိုဖြည်းဖြည်းချင်းဝါမျိုးပြီးလူငယ်များကိုအညွန့်ချိုးနေသည့်နိုင်ငံ၏ဂုဏ်သိက္ခာနှင့်အနာဂတ်ကိုဖြည်းဖြည်းချင်းနှင်းချပြင်းနေသည့်မူရစေဝါနဲ့ကိုပြည်သူနှင့်အတူစုပေါင်းပြီးနေနှင်းကြရန်လဲအထူးလိုအပ်ပါကြောင်းဆွေးနွေးလိုက်ရပါတယ်ရှင်ဒီမှာကတော့ဝေဝေခိုင်းပါရှင်